အားလုံးပဲမင်္ဂလာပါ Finance မှာကြိုဆိုပါရစေဒီနေ့မှာတော့ Shinobi War မှာရှိတဲ့ဒီ brand ပြပြထားခြင်းခံရတဲ့ထိကျမှုကိုခံစားခဲ့ရတဲ့ Jinchuriki ရဲ့ TBS အကြောင်းနဲ့သူရဲ့ origin ကိုပြောပါမယ်။ Series မှာဖော်ပြထားတဲ့အကြောင်းနဲ့သူရဲ့ methodology ဆိုင်ရာ origin ကိုပြောပါမယ်။တမီးကနေစပြီးနောက်ဆုံး committee ကိုဆင်းလက်ပြောသွားမှာပါ။ Weakest strong တွေလိုမျိုးတဲ့ ranking မရှိပါဘူး။မိတ်စာရဲ့ origin နဲ့ family လောက်တဲ့အကြောင်းတွေကိုပဲအဓိကထားပြောပါမယ်။ TBS ဘုံသုံးနိုင်တာတွေတန်တရာနေခွဲထားလာတာတွေ Hashirama တရားချက်ကလေးငကလေးပန်းလုပ်ခဲ့မယ်လို့တဲ့အကြောင်းတွေကြည့်တွေ့မပြောတော့ပါဘူး။ဒီ video က TBS ရဲ့ origin ကိုအဓိကထားပြောမှာပါ။ဘယ်လို interview တွေမှာ Kishimoto က interview ထားလဲဆိုတာတွေမရှိဘဲတင်ကြီးပေးခံရတာနဲ့ပြည်အောင်ရှိရဲ့ origin ကိုပဲပြောမှာပါ။ Kishimoto တရား interview တစ်ခုမှာ TBS ဆိုတာတာမန်တရိစံနေမဟုတ်ပဲတကယ် creature တွေရှင်နေတဲ့ inspire ရထားတယ်လို့ပြောဖို့ပါတယ်။ကိုးကောင်လုံးတစ်ပြိုင်တည်းပြောနိုင်ပြင်းသွားမှာဆိုတော့နှစ်ပိုင်းခွဲပြောပါမယ်။အဲ့တော့ပထမဆုံး duo အနေနဲ့ကတော့ Gaara နဲ့ Tamishukaku ပါ။ Shukaku ကိုတော့ဂျပန်ရေးကပုံမြင်နေရတာနုကီလို့ခေါ်ရကွန်ခွေးလေးတွေရနေ inspire ယူထားပါတယ်။ကိုတမျိုးနဲ့စိတ်မျိုးမျိုးရှိကြတဲ့တရိစံနေပါ။တခါတလေမှာလူတွေကုညီရပြောပြီးမထင်လည်းမထင်သလိုအနေရပြီးတတ်ပါတယ်။ Yokai နဲ့ဆက်ဆက်နေတဲ့ Japanese mythology တွေမှာဆိုရင်အခွေးလေးတွေကတရိစံနေပြီးမှလူသားပုံစံရုပ်ပြောင်းယူနေကြတယ်လို့ဆိုကြပါတယ်။တာနုကီတဲ့ shape shifter ဆိုပြီးနာမည်ပြန်ခေါ်ကြပါတယ်။ပုံရောင်တွေလည်းဖန်တီးနိုင်ကြပြီးလူသားတွေကိုချောင်းလန့်နာမျိုးလည်းလက်ပါတယ်။လောဘလက်ကြီးတို့တမျိုးတည်းတီးတဲ့နေပြီးသူတို့ကြိုးသူတို့ကြီးကြရဲ့ကိုယ့်ဘက်ကိုရဲကြရဲ့မျိုးတွေပါ။ Shukaku ဆိုလည်းအဲ့ဒီရကွန်ခွေးလေးတွေနဲ့ personality တော်များများတူပါတယ်။ဥပမာ Shukaku က TBS ကြတဲ့မှာဘယ်သူနဲ့မှမတည့်ပဲတီးတန့်ခွဲနေတယ်လို့မျိုးပါ။ Shukaku ကိုတော့ Hidden Sun နေပိုင်ဆိုင်ထားတဲ့ TBS တကောင်ပါ။ TV သားဆိုရင်လည်းထပ်ပြောခြင်းလို့ပြောတာပါ။ Hidden Sun လိုမျိုးမြင်နေထားတဲ့ Shukaku လိုတဲရစိတ်တင်းကြထိန်ချုံတဲ့အမိမိစားဆိုတာတော်တော်လေးအထာကြလို့ပါ။ Shukaku ကိုတော့ The Sun Spirit လို့ခေါ်ပြီးတော့တာနုကီလိုမျိုးပဲကိုမျိုးကိုရတဲ့တဲ့ကောင်ပါ။ Shukaku က KK ငိုင် Sun Release နဲ့ Sakura နေကြရမှာ Women Release ကိုအကျွမ်းကျင်လို့ TBS တကောင်ပါရက်လက်ရက်ဆက်ပါတယ်။ဘာလို့ဆို Gaara တရားညဘက်နှင်းလေးချအိပ်ပဲတော့ Shukaku က Gaara ရဲ့ခန္ဓာကိုယ်အပန်ရှိလိုက်မှအကြောင်းပါ။မတဲတဲမှာလည်းတိုင်းခိုင်အခက်မတဲ့အမိမိစားလွှမ်းမိုးသွားနိုင်ပါတယ်။အဲ့လိုဖြစ်ရမှာက Gaara နဲ့ Shukaku တွေမျိုးပဲကျန်တဲ့ TBS ကောင်နဲ့ Jinchuriki ရှိအောင်မှလည်းပုံစံတူရှိပါတယ်။ Gaara မတိုင်ခင် Bambuku လို့ခေါ်တဲ့ပုံကြီးတစ်ပါးတမီးရဲ့ Jinchuriki ပါ။ Bambuku ကတော့ Gaara နဲ့မတူပဲအိတ်လို့ရပါတယ်။ဘာလို့လဲတဲ့ series မှာဖော်ပြထားပေမဲ့ Bambuku နဲ့ Shukaku တို့ကလည်း Naruto နဲ့ Kurama လိုမျိုးဆက်ဆံရေးမျိုးရှိပုံရပါတယ်။အဲ့ဒါကြောင့်ပိုထင်စားစရာမျိုးဆို Shukaku ကိုချစ်ပေးတော့စီးလင်းချင်းဆိုမပြီးမစုံဖြစ်ပြီး imperfect စီးဖြစ်သွားတာကြောင့်မလို့ Shukaku တို့အလွယ်လေးအပိုင်သိမ့်နိုင်တယ်လို့ပဲပြောရမှာပါ။ဒီ duo ကအခြား duo အနေနဲ့မတူပဲခွဲထားနေတဲ့ vibe မျိုးရပါတယ်။ series တစ်ခြားလုံးနဲ့ Jinchuriki ရဲ့အသုံးများဆုံးဖြစ်တဲ့ Chakra Clock ကိုမသုံးတတ်ဘူးပါ။ဒုတိယ duo အနေနဲ့ကတော့ Yukizo နဲ့နမီမသပဲဖြစ်ပါတယ်။နမီကိုတော့ Kasha လို့ခေါ်တဲ့ mythical creature တစ်ကောင်စီကနေ inspire ယူထားတယ်လို့ပြောနိုင်ပါတယ်။ Kasha ကလည်းမသလိုမျိုးပြအောင်မရောတွေနဲ့တူအေယာမကြောင်ရင်းပုံစံရှိပါတယ်။ Kasha ကိုနေခိုးမသားနဲ့ဘာခဲနေကိုတွေစီကနေဆင်းသက်လာတယ်လို့ယုံကြည်ကြပါတယ်။နေခိုးမသားလိုမျိုးအမိနဲ့ချောင်းရှိပြီးဘာခဲနေကိုလိုမျိုးမီး overlay တစ်ခုအနေနဲ့သုံးချနိုင်ပါတယ်။ Yokai ရဲ့တနာမီမှာဆိုရင်တော့မကောင်းတဲ့လူတယောက်တည်သွားရင်နာရီမှာလေပြင်းတွေမိုးချင်းတန်နေတဲ့တူရောက်လာပြီးအဲ့လူရဲ့အလောင်းရဲစီဆွဲယူသွားတယ်လို့လည်းယုံကြည်ကြပါတယ်။ series ရဲ့လူအများစုကတော့မသပြီးတော့ခေါ်ကြပေမဲ့ Silver Vine တော့တိပဲရပါတယ်။ Yokai နဲ့ပတ်သက်တဲ့တနာရီရဲ့ creature အများစုက shape shifting လို့ခေါ်တဲ့ရုပ်ပြောင်းယူတဲ့ ability ကိုသုံးပြနိုင်ကြပါတယ်။ Kasha လည်းအဲ့ဒီ creature တွေနီးတူပါပဲ။မသပြီးက Chakra nature တွေမှာ Fire Release ကိုပိုင်ဆိုင်ထားပါတယ်။ကြောင်နေဆိုပေမဲ့တော်တော်လေးကိုပေါ်ပါပြီးတွက်လက်တဲ့ကြောင်မျိုးစိတ်တွေပါဝင်ပါတယ်။ Hidden Cloud ကပိုင်ဆိုင်တဲ့ TBS တစ်ကောင်မှာ Jinchuriki နဲ့ TBS ချာမှာလည်းဆက်ဆံရေးကောင်းတစ်ခုရှိတဲ့ duo ပဲဖြစ်ပါတယ်။ series မှာပေါ်ပြသတော့ပြောရရင် Yuki တို့က Chakra Clock ကိုဝင်တာအမြဲဆုံး Jinchuriki တစ်ကောင်လို့လည်းပြောနိုင်ပါတယ်။ဒါကလည်းမသပြီးရဲ့ရင်ကျပြီးတစ်ဖက်သားပေါ်လေးစားတဲ့ personality ကြောင့်ဖြစ်ပြီးနှစ်ယောက်လုံးစိတ်တကူလိုရှိနေတဲ့အကြောင်းလည်းဖြစ်နိုင်ပါတယ်။တတိယ duo ကတော့ Yagura နဲ့သုံးပြီး Isobu ပဲဖြစ်ပါတယ်။ Isobu ကတော့ Hidden Mist ကဖြစ်ပြီး Jinchuriki ကတော့ Mizukage Yagura ပဲဖြစ်ပါတယ်။နောက်ပိုင်း Yagura တည်တော့ Isobu တယောက်ရေခဲတစ်ခုမှပြန်ပြီး form ဖြစ်လာပါတယ်။ဒါကလည်း TBS ကမတည်မျိုးဖြစ်နေတဲ့အကြောင်းပါ။အဲ့နောက် Third Ninja ပေါ်မှာ Rain ရဲ့ကိုယ်ထဲမှာစီးလို့ဖို့ကြိုးစားနေတော့မှ Rain ရဲ့Kakashi ရဲ့ချီတွေတက်တက်ဝင်တို့ပြတဲ့အပြင် Obito ကလည်း Hidden Mist က Ambush ကိုတက်ပစ်လိုက်လို့သုံးပြီးရဲ့ Jinchuriki တယောက်ရောက်သွားခဲ့ရပါတယ်။ Isobu ကလိတ်ပါလိတ်ကိုမှလိတ်ထီးပါအဲ့ဒီအောင်က Gamera လိုမျိုး Kaiju နဲ့ဆင်းတဲ့အရေကုန်မျိုးနဲ့သူမတူတဲ့ဖွဲ့စည်းပုံနဲ့ရှိလို့နေပါတယ်။ဘာလို့လဲတော့မသိပေမဲ့ Kishimoto ရဲ့ TBS ကတရုတ်စံတမျိုးရဲ့မဆက်ပဲအခြားတရုတ်စံတွေနဲ့မှာစဆက်မိပုံရပါတယ်။ဘာလို့ဒီလိုပြောရလဲဆို original မှာတိကျတဲ့တကောင်နဲ့လို့မရှိပဲအခြားတရုတ်စံတကောင်နဲ့ဆက်ဆက်နေတယ်လို့ပဲပြောတဲ့ origin တွေပဲမြင်မိလို့ပါ။ Shukaku လိုမျိုးတာနုကီ inspire ပြီးဆွဲထားတယ်လို့ပြောလို့မရပဲဒီကောင်ရဲ့ origin တော်တော်ရှုပ်ပါတယ်။ခုနပြောခဲ့သလို Gamera စီကအကြီးကွန်နဲ့နာမည်ဖြစ်တဲ့ Isobu ကတော့ Yokai Sea Monster တကောင်ဖြစ်တဲ့ Iso နားတဲ့စီကနေပြောင်းလဲလာတယ်လို့ယူဆနိုင်ပါတယ်။ဒီ Yokai Monster နဲ့ Isobu နဲ့ကြားမှာနာမည်တစ်ခုနဲ့တစ်ခုပြောင်းလဲလာတယ်လို့ပဲပြောနိုင်ပါတယ်။ Yokai ပုံမြင်နေတဲ့မှာဆိုရင် Iso နားတဲ့ငမန်းဖြစ်ပြီးသူ့ရဲ့ကိုယ်မှာမာကျော်ရဲ့အရေကုန်နဲ့ဂျေးဆန်အမီတစ်ချောင်းနဲ့ပါဝင်ပါတယ်။အဲ့ဒီဂျေးဆန်အမီနဲ့တင်မောသားတွေငါးပန်းသမားတွေကိုလည်းဖမ်းစားတယ်လို့ပုံမြင်တဲ့ယုံကြည်ကြပါတယ်။ Yokai တနာရီဟာဆိုရင်မြောက်လေတိုင်းပြည်ပင်လယ်ကြီးချောင်းပြောင်းတဲ့အချိန်မှာ Iso နားတဲ့တွေကပေါ်လာတယ်လို့ပြောကြပါတယ်။ဒီမျက်နှာပြင်ပေါ်တက်လာတာလည်းအသက်ရှူဖို့ဖြစ်ပြီးသက်ရှူတဲ့တစ်ချက်လည်းလေပြင်းမွန်လန်နေတိတ်သွားနိုင်တဲ့အထိဆွဲနေတယ်ပြောကြပါတယ်။ငမန်းနဲ့လိပ်ပါဆန်လေးမြင်လူတွေကမြောက်တရံနေဆင်းသက်လာတယ်လို့တင်ပြပေးကြပြီးတကယ် ancestor တစ်ခုကနေဆင်းသက်လာရတာဖြစ်ပြီးငမန်းနဲ့လိပ် Yokai နဲ့ Naruto ကလည်း Kishimoto လို့ခေါ်တဲ့တကယ်ကိုလက်အမြောက်တဲ့ ancestor တစ်ယောက်ကနေဆင်းသက်လာတယ်လို့ပဲဖြစ်နိုင်ပါတယ်။ Video ရဲ့ article ကိုဆက်ရင် Isobu မှာလည်းအဲ့လို land validity တွေမရှိပေမဲ့ water relation နဲ့ Gamera လို့ခုမှကြီးက power ခတ်တဲ့သူ့ရဲ့ validity တစ်ခုပါ။ Isobu ကအခြား TBS နဲ့မတူပဲ introvert TBS တစ်ကောင်ပါ
ဂျင်ယူရီဖြစ်တဲ့ယာကူရာဆိုရင် Black Mist လို့ခေါ်တဲ့တွေးလမ်းရဦးဆောင်နေတဲ့ရေမီရတဲ့အာနာခီစစ်တယောက်ပါဘလောက်ပဲကျမ်းမာတယ်ပြောအီတာဂျီရဲ့အာမာသေရာဆုလို့ခေါ်တဲ့မဟူရာမီတာနဲ့အတွေ့မှာတော့လက်မြောက်ရှုံးပေးလိုက်ရပါတယ်သရုပ်ထားလက်ကျလာတဲ့ဒူကတော့ရိုရှိနဲ့လေးမီဆန်ကိုကူပဲဖြစ်ပါတယ်လေးမီဖြစ်တဲ့ဆန်ကိုကူကတော့ဟင်ဒါဆွန်နဲ့ရိုရှိကပိုင်ဆိုင်ထားကြပါတယ်လေးမီက KK ချင်းက release တစ်ခုဖြစ်တဲ့ Lava Release ကိုလည်းသူ့ရဲ့ Bloodline တစ်ခုအနေနဲ့အသုံးပြုနိုင်ပါတယ်အမိကောင်တွေကိုပိုင်ဆိုင်ထားတဲ့ဆိုတာရွာကြီးရဲ့အဓိကအားသာချက်ဖြစ်ပြီး Balance လို့ခေါ်တဲ့အင်အားများကြီးတစ်ခုလည်းဆက်လက်ထိန်းထားနိုင်ရရောက်ပါတယ်ဒီလို Balance ရှိနေဖို့အတွက် BU ကိုဂျင်ချီရီနဲ့ပေါင်းဆက်အသုံးပြုနေတယ်လို့ပဲဆိုနိုင်ပါတယ်လေးမီရဲ့ origin တော့လူတိုင်းရည်စားမိလောက်ပါ Johnny Twitter West က main character ကိုခုံးရှိရလာတာဖြစ်ပြီးနာမည်မတူတာလွင်ကောင်းအမှန်တန်ခွင့်မြောက်ဝံပုံစံအပြင် back story ရဲ့အစားကိုတူနေပါတယ် Johnny Twitter West ရဲ့ဝခုံးဆိုရင်ဗုဒ္ဓတရားဟောတာခံသလိုလေးမီပြတဲ့ဆန်းကိုကူကလည်းကြောင်မင်းသားရဲ့တရားတွေတဝါကြီးနာခဲ့ရပြန်ပါတယ်ဝခုံးတရားရှင်နိုဘီဘောမှာအမိကောင်လာဖြစ်တယ်တော့တရားနာနေရတော့မှာဒီဗီဒီယိုလေးကတော့ဂျင်ချူရီနဲ့ TBS ရဲ့ origin ပတ်ဝန်းမဲ့ဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့လောက်ပါပဲဆုံးအောင် TV ရဲ့တယောက်ချင်းလေးလည်းကျေးဇူးအများကြီးတင်ပါတယ်